တခုခုဆိုရင်ကောင်းပါမလားဖြစ်ပါမလားဆိုပြီးခေါင်းထဲမှာတမြန်လေးတက်သလားဒါဆိုရင်တင် overthinking ဖြစ်နေပါပြီဒီနေ့မှာတော့တင်ရဲ့စွမ်းရည်ကိုခိုးယူနေတဲ့ overthinking အကြောင်းနဲ့ဒါကိုဘယ်လိုကျော်လွှားမလဲဆိုတာပြပြပါမယ် overthinking ရဲ့ဆိုချင်များအရန်တွင်းလို့ဟာစိတ်ကူးနေမှာမဟုတ်စိတ်ကုန်တင်ပြင်ပန်းအောင်လုပ်နေရတာဒီကခံစားရမယ့်ချက်အားချက်ရှိပါတယ်စိတ်ပီစီမှုမဖြစ်လာတဲ့ပြဿနာတွေတွေ့ပြီးခန္ဓာကိုယ်ကတကယ်ဖြစ်နေလို့ stress တက်လာတတ်ပါတယ်ဆိုပြရခက်ခဲခြင်းအကောင်းဆုံးဖြစ်ခြင်းနဲ့စိတ်ကြောင့်ဘာမှမလုပ်တဲ့အချိန်ကြီးခေါ်လာတတ်ပါတယ်ဘုံတော့စွန့်ရင်အောင်ဆုံးခြင်းဟောတလုံးမှာအတွေ့အများကြီးဖွင့်တိုင်းပတိအများကုန်ကြံစည်ခြင်းအများကြီးများနေနဲ့ဘုံတော့ကနည်းနည်းပြင်ပြသွားပါတယ်ကိုယ်တည်းပြီးကြံစည်ခြင်းလူချင်းစိတ်ကဝိနည်းရဲ့စိတ်ကအများကြီးတော့ပတိအလုံးမှာအယုံစနေတော့ပေါ့အိတ်ဆက်ခြင်းကိုထိခိုက်ခြင်းညပညည်သက်သွားတဲ့အချိန်မှာအတွေ့ကပူကျဲလာပြီးအင်းပြောတဲ့လူနာကိုခံစားရပါတယ်ဒီလိုချင်းတွေကနေရုံတက်ဖို့ချက်တုံးချက်အမြဲတည်းရပါအခုလုံနိုင်တာပဲအရင်လို့နောက်လာမှာငါဘာဖြစ်နေတဲ့အခု9မိနစ်ပြင်ငါဘာလုပ်နေဆိုတာပဲအားသက်တာတချိလက်ဆောင်ချက်တွေကတွေ့တွေကိုတက်တန်းစေပါတယ်ဒီစာရေးပေါ်မှာခြာရည်ပါခေါင်းထဲမှာရှုပ်ပြနေရည်စာရေးပေါ်မှာခြာရည်လိုက်တဲ့အခါပြောင်းတော့ကတာကိုမသားသားကြံလို့လို့တတ်တတ်လိုက်ပေါ်ပါတော့ပါလိမ့်မယ်ဒီဖြစ်သေးရကိုကြုံမစိုးရင်ဆိုရင်ဒီမှာဆို90ရာခိုင်နှုန်းကတကယ်ဖြစ်လာတတ်ပါဘူးအပြည့်မဲ့ဆိုတဲ့ဒီပုံစံတောင်းဝဲပြမိုင်းဆိုင်တဲ့ဆိုတဲ့ပုံကိုဝင်ယူပါစိတ်ဆိုတာခိုင်းတဲ့အတော့နဲ့အစီအကံတယောက်ဖြစ်နေတယ်သူခိုင်းတာခံနေရတော့ချိုးပါဆုံးတကယ်တယောက်ဖြစ်သွားတတ်ပါတယ်ဒါကြောင့်မတွေးပါဘူးကိုပဲစတင်လိုက်ပါ